ချက်လေးအခါအတဲ့ပေးသက်ကြီးနေတာအခုရောက်နေတာတော့ကျွန်တော်ညီလေးမောင်လေးကျော်ရဲ့ကျမကြီးကမီးနဲ့ကျမကြီးကမီးတွေဆိုတာလေပုံမှန်ကိုယ်ကလည်းသောက်ဝင်နေရှာပွေးလာပွဲလမ်းတော့ပဲဆိုတော့စိတ်ရုပ်တက်ထားတော့မှမပေါ်နိုင်ဘူးနော်အခုမလာနိုင်ဘူးအခုလည်းစကားပြောတာလီတန်လောက်ပဲရှိတော့တယ်ကျမကြီးယူဆိုင်လို့အပေးရင်းနဲ့ဒါမောင်ကြီးကျော်ရဲ့ကျမကြီးကိုလာပြီးတော့ရင်းမြန်ရင်းနဲ့မောင်ကြီးကျော်ရဲ့အိမ်ကြီးကိုရောက်နေတာပါမောင်ကြီးကျော်ရဲ့အိမ်ကြီးရောက်နေတော့ဘာမှအားမငယ်နဲ့နော်ကျမလာရင်အကိုနဲ့တွဲပြီးတော့အေးတက်ပြီးဒီကဒီကြားလေးကိုပေါ်ပြီးမယ်ဟုတ်လားရေကြီးတော်သူဒီအသက်ရှင်ဒီမောမောဒီမှာအသက်ရှင်မှာအညာအရာဝင်ရတယ်ဒီကြမောကြလေးကြီးပြောတာတခါနာတရားလောက်တာတခါနာခန္ဓာလေးတွေဒုတိယကိုဒီရဘဝရဲ့အကြောင်းတရားတွေနော်စိတ်ထားကောင်းရင်ကံကောင်းနေနော်ဘယ်သူ့ကိုမှကိုယ်မတရားပြုလုပ်တဲ့ဒီတော့မှငါတို့ဘယ်လိုပြန်လုပ်လိုက်လဲလို့စိတ်ထားမရှိတဲ့ဒီကိုမြောက်နော်ဒါအမှန်ကန်ပဲအဲ့တော့ဘာပဲဖြစ်ဖြစ်တရားဝကြလာမှန်လာဒီကျမ်းမာကြီးกว่าညာအခုပွဲသွားကြတယ်ညာပွဲသွားကတော့ဒီနေ့ကတယ်ဆိုတော့ရစ်တာမွန်မှာဓာတ်ပုံလေးပေးထားတယ်မိုးကြီးတဲ့မိုးကြီးကျော်ညာပေးတာမိုးကြီးဓာတ်ပုံလေးပေးထားတာအုပ်အောနေကျော်ကောင်းစံဆိုပြီးဓာတ်ပုံပေးထားတော့ကိုကြတော့ပုံညမေးတယ်မောင်ကြီးကျော်ရောမပါလာဘူးလားတဲ့အားလုံးပါဗျာမောင်ကြီးကျော်ကတော့ကျမ်းမာကြီးအခြေအနေကြောင့်ဆေးရုံတက်နေရတယ်အခုဆေးရုံမှာပြန်ဆင်းလာပါပြီဗျာကျမ်းမာကြီးမကောင်းဘူးအဲ့ဒါဘယ်ဆရာတော်လဲဆိုတော့ဘာလာဆရာတော်မေတ္တာမောမြင်ပြီးတွေ့ရတဲ့အကြောင်းကလည်းတော်တော်ကိုစိတ်ထားကောင်းတော့ကံကောင်းနေဆိုတဲ့လူပဲပြောရမှာပေါ့ဆရာတော်စိတ်ထားကြီးရတယ်တော်တော်ဖြူစင်ပါလေဖြူစင်နေဆိုတာကဘယ်လိုကြောင့်လဲဆိုတော့သူအရေးကောင်းတာတော့ဘယ်လိုပြီးတယ်တဲ့စိတ်ကောင်းထားတော့အကျိုးပြီးတယ်စိတ်ကောင်းထားတာမိဘမဲ့ကလေးတွေသာမသိနိုင်တဲ့ကလေးတွေကိုမွေးပြီးတော့သာမဲ့ဆိုသူမွေးပြီးတော့ကလေးတွေကလည်းအခုဘယ်လောက်ရှိနေလဲဆိုတော့ဒီကအသက်20နှစ်25နှစ်အတိုးကြီးလူလူတွေတော့ဖြစ်နေတယ်အဲဒါသူကတော့လည်းအဲ့ကလေးတွေပြင်းနေသူခံပြီးတော့ဘေးကအကြီးရှင်နေနဲ့နိုင်ငံခြားကိုပို့ပေးတယ်အဲ့ဘုံမသိရတော့အဲ့ဘုံမသိတော့မြတ်တာရောက်ညောင်မြဟတ်တာနိုင်ငံခြားကိုပို့ပေးတယ်အလုပ်ကန်ရှာပေးတယ်သူကရှာမသိနိုင်ဘူးသူတကောင်မတွေကထောက်ပံ့တယ်တကောင်မတွေကအကုန်လုံးပံ့ပိုးတာအဲ့ဒါညာကွားတဲ့ခါကျတော့ဒီကနေ့တော့ပါလားတဲ့ဒါနေတော့ကျမိုင်းတော့ဆိုတဲ့ဒါနေတော့မပါရင်ဘုံကနေပြီးတော့ငွေသိန်းစုခဲ့မယ်ဒီကအုပ်ကောကပို့ပေးနိုင်မှာလည်းဖျားဆိုလို့သိန်းလူလိုက်တယ်သိန်းကြဘုံရဲ့ကျမပါသေးဘုံမအောင်ဘုံကလည်းအောင်မြင်ပါသေးလို့တပိတ်နော်နော်အဲ့ဒီအနေပြီးတော့တပိတ်ရဘူးလားကျိုင်အခုတော့ပြန်ကြော့လည်းကားပြောတော့အဲ့ဒီဒါကတပိတ်နောက်တော့ထိုင်းနိုင်ငံရောက်မြန်မာအမျိုးသားအကိုရဲ့မိတ်ဆွေကိုပိုင်းနော်ကိုမိုင်းကနေပြီးတော့တို့အရင်ဘက်ကတလောက်2သိန်းအရင်ဘက်က2သိန်း
မလူဘူးလားလူရယ်နော်ဒါကိုကြီးတော့မရဘူးသူကအဲ့လိုကမတည်ပြဘူးကျမကြီးကြောင့်နော်ဒီသိလူပဲဒီလေးကိုမပေးဘူးလားပေးတယ်နော်အဲ့ဒါတို့တိုင်းမှာမတည်ပြဘူးအမှန်တင်ရမှာအခုလည်းနှစ်သိပေးလိုက်တယ်နှစ်သိအကုန်ကျွေးတယ်ပြီးတော့ဒီနှစ်သိကိုနော်အဲဒီဒါကသူထိုင်းမှာရောက်တဲ့မြန်မာအမျိုးသားကိုမိုင်းလို့ခေါ်တယ်ဟိုဟောရေးတဲ့ဒါဟိုဒါမိတ်ဆွေတော်လေးသားတယ်ညီလေးကိုတနာတယ်ကျွန်တော်နှစ်သိလူပြမာတယ်တဲ့ဟာပါပြီဗျာပါပြီပါပြီးခဲ့တဲ့လကနှစ်သိအခုနှစ်သိထူပါတယ်ကိုမိုင်းကိုလည်းကျေးဇူးတင်ပါတယ်လို့ကိုမိုင်းတရားအောင်မြင်ပါပြီလုပ်ငန်းကညာဘာသာချာတာလုံနာကံဆောင်လာလေအော်ဒီချိုးပြပါလိစီဝါဦးဒီစီတော်ပြပါကို